လမ်းကုန်ကြပြီလမ်းကုန်ကြပြီဒီစားချင်မကောင်းလေးရမနဲ့ချက်တူလေးလမ်းကုန်ကြဟာယောက်ျားကြီးတော့ယောက်ျားဘယ်ညာလဲဟောမိမတော့ဘာတူလဲဟောညီမလေးလေဘာညီမလေးလေညီမလေးဆိုဒီလိုလူမျိုးကိုညီမအဝါပေးလို့ရလားပြောအဲ့ဒါငငယ်ပေးနေကြမလို့ကြီးတော့ပြန်တွေ့တော့အပေးချင်နေကြတာနင်ကြလူမျိုးလို့ဆိုအမလေးဘယ်လူမျိုးလေးတော့မလားငါတော့မရဟဲ့ညီမလည်းသူ့မိမပဲတရားဝင်လက်ထပ်ပေါင်းသိနေတာ3လရှိနေပြီဟေး3လစကားလေးလာထည့်ပြောနေတယ်နော်ငါတော့မရဖြစ်နေတာ3နှစ်ရှိပြီဟဲ့ဒါကြောင့်မလို့ဟိုပီဆရာမကပြောတာ哦你今年加入多跟系列的，你跟你弄啊，没加入奥多多那边，没去吧哦，没人买我们一牛嘞，我过来约别人，我过来不是去不来的屁，ชูတူတူမင်းမတဲ့အောင်ပေါင်းရမယ်လေငါကျွေးနိုင်ပါလေ过来就是，妈嘞哦。ဟဲ့နင်ဘာကြည့်နေရလဲဘာမှကြည့်ပါအောင်မလည်း food blog ကြည့်နေရပါတော်ထိုက်တော့ဘာပြန်လဲလိုက်လို့ရွေးပေးပါအောင်ဟာအမလည်းအင်ဂျီဝက်စာရွေးခိုင်းနေတယ်ဆိုတော့ဘယ်သွားမလို့လဲညကျရှင်လိုက်ပွေဝတ်ဖို့လေဟဲ့ကျရှင်လိုက်ဖို့အဲ့လိုလလေးဝတ်ဖို့လူလားအမလည်းဟဲ့လှနေရမယ်လေဟဲ့အော်လှနေရမယ်ဆိုတော့ပြီးပြီအမလမ်းတိတ်ကစိုက်ကားဆရာဦးတို့ကြည့်ကြိုက်လို့လားယင်ဟဲ့ဖြစ်စရာလားဟဲ့ဖြစ်ချင်းဖြစ်ငင်းစရာဆိုဟုတ်တယ်အော်အဲ့လိုလားအဲ့လိုရွေးပေးအောင်ဘယ်လှလဲလို့အင်ဂျီကအကုန်လှကျွန်တော်တော့မရွေးတတ်တော့ဘောဟဲ့လှနေရမယ်လေအခုနာမည်ကြီးနေရ so fresh ကလေဟဲ့အော် so fresh ကလားအေးဟဲ့သူလာနေပြီပေးမင်္ဂလာပါဆိုဖရမှာထားတဲ့ထင်းလေးလာပို့ပြဗျာဟုတ်ကျေးဇူးပါဟေးပါထားရရောက်လာပြီအဲ့နေအမဆိုဖရက်ကအထည်အများကြီးဝယ်ထားဆိုပြန်ရောင်းမို့လားယင်ဟုတ်ပါဘူးငါဝတ်ဖို့ဝတ်ဖို့ ဆိုဖက်ကလေ3ထိုင်စိုက်ပြီးလက်ကားစင်းနဲ့ရတယ်ဈေးရလည်းအရန်တန်တယ်ဟဲ့အခုလိုနေရာဒီမှာဆိုရင်စပန်နေချီကိုဇိုင်းမျိုးစုံထုတ်ပေးနေဘာလို့လဲတိစိုက်တဲ့သူတွေတက်ဆိုအဆင်ပြေတာပေါ့ပြီးတော့ဆရာလေးငေါ့မြန်မယူတော့ဘူးဟုတ်ပါပြီအမလည်းအဲ့ဆိုမနေ့ကဝယ်ထားတဲ့ထည်တွေကြောက်အဲ့ရွှေအင်ကြီးဖေးဖို့ပေးရလိုက်ကနေလူရက်ဝယ်ထားတာအခုကဆိုဖက်အိုက်ကနေဝယ်တာအော်ဒါဆိုရွှေအင်ကြီးနဲ့ so fresh နဲ့အတူတူပဲပေါ့ဟုတ်တယ်အောက်ကနေမှမယ်ဆိုရင်ရန်ကုန်မြို့တွေဆို3ရက်နဲ့ရောက်တယ်အဲ့လိုမှမယ်ဆိုရင် तू က point နေလေရတယ် point နေရ900တီးလို့ရှိရင်လက်ဆောင်မစည်းနဲ့လဲလို့ရတယ်ဟာသိလားဟဲ့အဲ့လိုဆိုမိုက်တာဗောအိမ်မှာနေပြလဲ shopping ထပ်လို့ရတယ် point နေလဲရသေးတယ်ဆိုတော့အော်ဒါနဲ့ iOS နဲ့ Android ကိုဒါလို့ဆွဲလို့ရလားရတယ်အခုလေနောက်တစ်ခုမှာဆိုင်ဖွင့်ထားရတယ်လေအမှတ်1လေးလုံးလော်ပီတာလည်းနောက်တစ်ခု34ရက်ကွက်မှာနောက်တော့ဝင်နေလိုက်ခဲ့ပြီးဦးဟဲ့လိုက်ချင်ပါအောင်လာမညို့လည်းဝယ်ပြီးမယ်လေအပူရေကြားတယ်နော်ဟုတ်ဒါတို့မမလေးရောက်လာရင်ဘယုတ်ဒုက္ခပဲဖြစ်စေနဲ့ဘယုတ်ဒုက္ခဖြစ်လို့တော့ရွာကိုတခါတည်းပြန်မယ်မှတ်နားလဲလားပြီးတော့ဒီနောက်လည်းပြောထားတို့မမလေးကဒီအကြီးရဲ့အရှင်သခင်ရွှေပကံထဲမှာရွှေသမီးနဲ့ထုတ်ရွှေစုံးနဲ့သမီးစားနေတာနားလဲလားစိတ်ကူးရင်မပြောနဲ့မျက်လုံးချင်းတောင်ဆုံပြီးတော့မကြည့်နဲ့ဖြစ်နေရင်မျက်လွှာချပြီးခါစားချလားကျိုးဆိုရင်မမလေးတောင်းလာနေပြီတော့အထုပ်တွေသွားသိကြတော့ဟိုတော့ခက်တဲ့ဟာကြီးပဲကဲပဲချလုံးတော့မမလေးအိုးမမလေး foreign မှာအနည်း10လောက်ချောင်းသွားတတ်တာခရစ်စမတ်နေ့လို့ပြန်လာတာကွယ်အေးကဒီတိုင်းပါပဲလားဘာမှလည်းမပြောင်းလဲဘူးရောဘာမှမပြောင်းလဲဆိုချီရလက်ရမပြအောင်ထားတော့လေဒီပေးရတော့တန်ရှင်းလုံးမထားဘူးဩပြင်းတာဟုတ်ဘလို့ပြင်းနေပြင်းမှာဘူး sorry oh who's that ဝိတက်ဆိုတာဘာပေါ်တာလဲဩဘာသာပြန်ပေးနေရတာလားဒုက္ခပါပဲတကြံလဲရောက်ပြီဆိုတော့တားတငယ်ချင်းတွေနဲ့အတူတူတက်လဲချင်းတွေဆိုလဲလို့ရတော့အမေလုံးဝမသားဘူးသိလားမေရဲ့မလဲချင်ပါဘူးတားမတကြံလဲရမကြိုက်တာအမေသားရဲ့တကြံဆိုတနေ့မှတစ်ခေါက်ပဲရှိရဘာလဲတားအတူတူတက်လဲမဲ့ကောင်မလေးတွေဘာတွေမရှိလို့များလားမဟုတ်ပါဘူးအမေရဲ့မဆိုင်နိုင်မပြောပါနဲ့တားလေဒီနေ့တကြံမှာလူငယ်ကက်မွေးမလို့အမလေးလိန်မာလိုက်တဲ့အမေသားမွေးရကျုံနဲ့တဲ့တာဒါနဲ့ထားပဲချင်းသွားမှလဲ4နိုင်လောက်သွားမယ်လေ4နိုင်ပါလေလုံမနေနဲ့တားရဲ့အဲ့ဒီအချိန်ကြာလို့ရှင်ကားချက်ပါချက်နဲ့လုံမနေနဲ့စောရောက်စောမအေးတယ်လားတားတဲ့အမေအရန်ကုန်ယူတယ်ကိုလည်းပါမေရဲ့မေခင်ဗျားတို့အပြုံးကိုယောက်ျားလေးလို့မြင်ချင်ပါတယ်ဆိုတဲ့ဆန္ဒကိုအပြုံးကဖြည့်ဆည်းပေးလိုက်ပါပြီเนาะအခုဒီဇလန်ထဲမှာဆိုရင်မြင်တွေ့ရပါမယ်ခင်ဗျာ
နော်အဲ့တော့ဇလန်းလေးကိုထက်လိုက်ခါကြိုက်လဲအားပေးကြပါအောင်အပြောအရန်နဲ့ကိုစူးစမ်းပြီးတော့ပေါ့နော်အားထုတ်စိုက်ထားပါတယ်လို့ ယောက်ျားကားလိုက်တာချွေတော့ပြန်တာရှင်တို့ချင်းလုံးလိုက်ရောတာနော်မလေးဒီမှာယောက်ျားကြီးတို့ကျွန်မစိုက်ကိုက်ပါနေရတော့ အဝင်း ဘာလဲဟဲ့အတော့စားကြတယ်နောက်ရမှလာစားကြနေမကောင်းလို့စိုက်မှုခွင့်မူ ဝင်းရဲ့နောက်ကိုလဲကြည့်ပါအောင်ကိုကြီးပါ ကိုကြီးအိမ်ကိုဘလို့တိတ်ပြီးလိုက်လာလဲထိုင် အဝင်းဆိုင်ရောက်သေးတယ်အဝင်းဆိုင်ဖွင့်တာနဲ့အဲ့ဒါဘေးပတ်ဝင်းကျုံဝင်းမြန်ပြီးအဝင်းအိမ်ကိုရောက်လာတာ ဟိုလေအခုလို့တကူတကကြီးအိမ်ကိုမေးပြီးလိုက်လာတာဆိုတော့အရေးကြီးကိစ္စရှိလို့လားဟင် ဘာလဲကိုကြီးကအရေးကြီးကိစ္စရှိမှအိမ်ကိုလာရမှာလားတနေ့ဆိုင်ကဘာလို့ဖွင့်တာလဲယင် ခုတလို့ဆိုင်ကလည်းအယောင်ပါတယ်လေအရင်ရအောင်တောင်မနေရောင်းနေရတာကျမကြီးမကောင်းတာလည်းပါတာပေါ့လေ ကျမကြီးမကောင်းဘူး ဟုတ်တယ် အဝင်းဘာဖြစ်လို့လဲယင် လေးဘက်နာပေါ့ကိုရဲ့လေးဘက်နာ လေးဖက်နာဝမ်းတာလိုက်တာဗျာမဟုတ်လေကိုကြီးကသွေးလေးဖက်နာရှိတယ်အရက်ဆိုဥဝေမောင်းဖို့မပြောနဲ့အေးမပဲအိတ်နေရတာအခုဆိုရင်လေဟောဒီကဂုံကြီးဆေးကြောင်လေတောင်းပြီးဖြစ်သွားပြီးအဝင်းလဲတောက်ကြည့်လေ ဂုံကြီး ဟုတ်တယ် तू ကလေပိုးလေးဖက်နာသွေးလေးဖက်နာရေပြားလေးဖက်နာယူရီအက်ဆစ်ပို့လို့ဖြစ်တဲ့ကောက်ယောဂကြီးပေါင်းယောဂနဲ့အဆင့်မြင့်ရောင်ရမ်းကတ်ခဲတာတွေကိုတက်တာစီတယ်ဝင်းရဲ့ ဟုတ်ဒါနဲ့လေဒါကိုဘလို့တောင်းရမှာလဲ ဩဒီတောက်ဆေးရာကြော်လေလက်ဖက်ရည်စွန်း5စွန်းတနေ့ကို3ချန်နေ4ချိန်ထိတောက်လို့ရတယ်ဟောဒီတောက်ဆေးပြားကျတော့မနဲ့နဲ့ပြိုင်ညနဲ့ပြားဆိုရပြီဒါမှမဟုတ်တမားတို့ကြီးနဲ့ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့အမတ်ဆမ်းမြင်စင်မြင်ဆောင်နဲ့တာကွန်လန်နဲ့တာကွန်ရက်ကွာအင်းစိန်ရန်ကုန်မြို့မှာလေစီကံကြီးလေးဖွင့်ထားတယ်ဝင်းရဲ့ တွေ့ရတာနောက်ကြားလိုက်တာ ကိုကြီးနဲ့ပြောရလားယင် ဟုတ်ဖို့စိတ်နဲ့ပြောတာ ဩဆင်းနေပြောရလားဒါနဲ့လေအဝင်းကိုကြီးပြောစရာရှိရဲ့ဝင်း ဟုတ်တော့မမကြတော့တာမီအတော့ဘိုးနဲ့ဘာဖြစ်ကြရတော့ အပြရမှာလေနင်ငါသားကိုဆွလွတ်လိုက်တယ်ဆို ဟာဆူတာတော့မဟုတ်ပါဘူးဟိုသူစားတဲ့ဘကောင်လေသူကိုယ်တိုင်စီးဖို့နဲ့တခြားလိမ္မာကြီးကြရှောင်ပြောပြရပဲရှိရပါမဆူပါဘူး မဟုတ်ဘူးတာဟင်းလိုက်ပြီဆိုရင်လေ तू ကသူ့မျက်ဆိုင်နဲ့တာပြူးပြူးပြီးကြည့်တယ်မေရဲ့ အမေသိတယ်ဒီမဲ့ငါသားလေးထမင်းစားတော့မယ်ဆိုရင်လေငါသားလေးကထမင်းစားဖို့အတွက်ဟင်းနိုင်လိုက်ပြီးဆိုတာနဲ့အဲ့ဒီဟင်းလုံးကြီးပေါ်မှာမိရဲ့မျက်လုံးကြီးကပြူးပြူးပြီးကြည့်နေတာငါသားလေးကဘယ်စားရဲမှာတော့လဲ အောင်မဟုတ်ပါဘူးအဲ့ဒါလည်းကျွန်မရိုးတသားကြည့်မိတာပါမဟုတ်ပါဘူး တာပြေမှာနေလေတောက်မျက်စိတောက်ထောက်ကြည့်နေ CCTV ထက်တောင်းဆိုပြသူပစ္စည်းခိုးမှကြောက်လို့လေ အမေသိတယ် သိတယ်လုံးနေနဲ့ဟိုရှင်းလို့တင်တယ်လို့မဟုတ်ရပါဘူးရှင်ကိုယ့်အိမ်မှာလာနေတဲ့ကိုတူကိုတားဆိုတော့မဖြစ်တဲ့နာလေးတွေမဖြစ်အောင်ကြည့်တဲ့သဘောပါ ဟုတ်ဘူးတောက်တန်နေမျက်လုံးနဲ့ကြည့်တာမေရဲ့ အမေသိတာပေါ့တားရဲ့အမေတို့ဒီကိုစရောက်လာကြတဲ့ကတားကိုလေသူ့ရဲ့မျက်လုံးတွေကအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေဆိုတာအမေသိတာပေါ့ဒီမဲ့နင်ကမြို့မာနေရဆိုပြီးမောက်မာလားဒီမဲ့နေအိမ်မှာငါတားကိုမထားဘူးသိလားလာတာသွားမယ်တခြားမျိုးရင်ကိုသွားမယ်လာတာသွားမယ် ညီမလေးတို့ဘယ်လိုပြည့်ရတာတော့ အကိုရဲ့မိမကိုဆက်ပြီးသိမခံနိုင်တော့ဘူးအကိုတော့အားနာပါတယ်ကျမသားလေးကိုခေါ်သားခွင့်ပြုပါအကိုလာတာသွားမယ်ဒီမဲ့သားနောက်တစ်ခါဒီတက်ရက်ကိုဘယ်ကမှမနေနဲ့သားလာသွားမယ် မိုင်းလားကြောက်ငါတူလေးကိုရက်ဆက်လုပ်ပြီးတိုက်ကိုထိချလိုက်တော့ ကဲဒီဗီဒီယိုကြည့်ရှုနေတဲ့သူတွေအတွက် surprise စီစဉ်လေးရှိပါခင်ဗျာ ဟဲ့ဘလို့ surprise စီစဉ်တော့ ဒီလိုတော်လေးရဲ့အခုဗီဒီယိုရဲ့ comment အောက်မှာချပေးထား link ကနေတစ်ဆင့် we app ကို download ဆွဲပြီးတော့ account ဖွင့်ရုံနဲ့ email တွေရရှိမဲ့ surprise စီစဉ်ပဲဖြစ်ပါခင်ဗျာ ဘာတွေတွေးနေတာလဲအခုပဲ we app ကို download ဆွဲလိုက်တော့လေဆွဲလိုက်တော့လို့ အာဖွာလေဘယ်သွားမလို့လဲ 哦，不要多嘛嘞，你上我问你嘞，啊，那下嘛是多少，也得要接不喽。 ပါလေနဲ့ဆရာမမေကွန်းကြိုတိနေလို့လားတာဖြစ်တဲ့နေ့လုံးစောင်းတောင်လန်ခဲ့ဘူးလားမဟုတ်ဘူးအဖွာနဲ့ဆရာမရှိသွားလဲလေအလကားပဲ ဟာလကားလေဒီမှာနင်းလူထူတဲ့အားတဲ့ထုံတဲ့လူတွေအကုန်လုံးကိုစာမိုးပွဲအောင်လုပ်ပေးခဲ့တာ तू မနေတော့ဘူးအဲ့တော့သွားချေကိုချေရမလားလာလာ ကြိုတိနေတယ်ဒီချိန်ဒီနေရာကိုနင်းတော့လာမယ်ဆိုတာကြိုတိနေတယ် 对了ဆရာမလောက်ဆုံးလဲဆိုတာဂျူတိနေတယ်တဲ့ဆရာမဟိုကျမမိလေးကလေစာမိုးပွဲနင်းနေလို့ပါသူညံလေးတော့ကောင်းတယ်ဆရာမဒါပေမဲ့စားချက်ပြင်းတယ်ဒီလားလုံးဝဝရိယမရှိဘူးဆရာမရဲ့ဟိုအဲ့ဒါလေးစာမွဲအောင်လို့ရေစရာလေးချိန်ပေးပါလို့ တိတယ်
ရဲ့ဒီကိစ္စနဲ့လာတယ်ဆိုတာကြိုတိနေတဲ့ဆ iam မရှိရောက်ပြီဆိုရင်အောင်ပြီလောက်တာမှတ်လာအရှိကိုလာအရှိကိုလာဟဲ့ဘယ်ချိန်ရှိနေပြီဒါကြောင်းလာမယ်ချိန်လား ဆရာမလည်းခုမှ10နာရီပဲရှိသေးတာအောင် အဲ့နေစမ်းပါဦး Tiếng nói đau cực bay lung tung quay lên không chung. Tiếng nói đây chính em đã tha cho bọn em tha. Tiếng của em tha. လူတွေလည်းအများကြီးပဲတမီးအရင်စိတ်လောက်ရှားနေတာပဲ ။ဘာသမီးကဘာစိတ်လို့ရှားစရာလိုလို့လဲ။ကိုကိုယုံကြည်မှုအပြည့်အဝနဲ့ပြင်သားမယ်။ဘာသမီးနိုင်မနိုင်ရမယ်။ဒါသမီးလည်းဒီနေ့မှပို့လှတယ် ဟုတ်တယ်အမတိချပြိုင်နေနော်အောက်ကနေအပေးနေမယ် ။တော့ဒီတော့သမီးတော့ ကဲလူချင်းမီတို့စောင့်မြင်နေကြတဲ့ Mr. 2026ပြိုင်ပွဲကြီးစတင်လိုက်ပါပြီခင်ဗျာကဲတော့ဖိတ်ကိုနောက်ဆုံးအနေနဲ့တလန်တော်တဲ့ပြိုင်ပွဲဝင်ရတော့ဘယ်သူလို့ထင်ပါတယ်လဲဟုတ်ပါတယ်ဘယ်သူမှမထင်ထားတဲ့ဖတ်တဲ့ဦးရဖြစ်ပါတယ်ခင်ဗျာအမေတော့ဝင်တော့ပြီလူချင်းမီတို့စောင့်မျှော်နေကြတဲ့ ညနေရိုက်တာတဲ့ဘသူကယောက်ျားလေးဖြစ်ပြီးတော့ဘသူကမိန်းကလေးလဲတဲ့ဟောနှစ်ယောက်စလုံးကတော့ပစ္စည်းရှိလူဒန်းစားတွေပါပဲပေါ့နော်အပြုံးမိန်းကလေးလားယောက်ျားလေးလားဖြည့်ပြုံးဒီမှာ တို့လေတိကြလေတို့က main ကလေးဆိုတော့အားလုံးတိကြတာပဲ အမဟောယောက်ျားလေးလားမိန်းကလေးလား မင်္ဂလေးအာမင်္ဂလေး အေးလီနော်သူကလည်းအဲ့လိုမျိုးဘယ်လိုလဲဒီလိုပုံစံဝတ်ထားပြီးတော့ယောက်ျားလေးလို့မပြောပါဘူးလीနော်ကဲအဲ့ဆိုရင်တော့အားလုံးသိပါလောက်ပြီလို့ထင်ပါတယ်ခင်ဗျာကဲနှစ်ယောက်တော့ပေးသွေးလိုက်ပြီနော်